အာနာဝီတာသမီးရောထားရဲ့ကြအတူတူပါလေအဖေမရှိမှနောင်မရနဲ့ပြောမရစီလေတာယူမိသားစုတွေအဖေဟာအဖေပါလေတို့အဖေရတော့လည်းပြောပါလေကျွန်တော်ထင်တော့မထင်တော့ပါဘူးတကယ်လို့ချိန်တဲ့ရွယ်ရောမင်းစားချင်ခဲ့ဒီမတိတ်တဲ့ဒီမတော်လေတာမီးကဒီရာရဲ့သမီးမျက်နှာစိမ်ဆန်းရဲ့ကြားတဲ့ပြည့်လက်တာလူတို့မဟာတိုင်းရာရဲ့လောကလူသားတိုင်းအဖေဟာအဖေပါလေလက်ခုပ်လေးတီးပေးကြပါဦးအဲ့ဒါအမေကစိတ်ဆိုးနေအောင်နော်